ရန်ကြီးရမိုင်းညိုရွာကထွက်လာပြီး3 ရက်တိုင်တိုင်လူသူမနီးတဲ့တောနတ်ကြီးတဲ့ကိုဖြတ်တန်းလာခဲ့ပါတယ်ခရီးကပြင်းထန်လွန်းတာကြောင့်သူ့ရဲ့ရေဘူးထဲမှာလည်းရေကကုန်ခန်းနေပါပြီလေဘူးရှိန်ကလည်းပြင်းထန်လွန်းတာမို့အာကောင်တွေလည်း6ကတ်နေတဲ့အချိန်မှာရှေ့မှာထူးထူးခြားခြားပဲကြည်လင်အေးမြတဲ့ကြာပြူအန်ကြီးကိုတွေးလိုက်ရပါတယ်အန်ကြီးကတောအုပ်အလဲမှာရှိနေပေမဲ့ပတ်ဝန်းကျင်မှာတော့ငှက်တန်အောင်မကြားရပဲထူးဆန်းစွာငြိမ်သက်နေပါတယ်ရေမျက်နှာပြင်ဟာမှန်တစ်ချက်လိုကြည်လင်နေပြီးအိုင်အလဲမှာတော့ဖူးဖူးလှုပ်နေတဲ့ကြာပန်းပြူကြီးတွေကဒီမတိုက်ပဲရိမ့်ထူးနေကြပါတယ်ရန်ကြီးကရေစက်ကိုရှောက်လာပြီးမျက်နှာတက်ဖို့ပြင်လိုက်တဲ့အချိန်မှာတော့ခရီးသွားဒီရေကအေးမြလှပါတယ်အဝတောက်ပါအောင်နာတဲ့ရုတ်တရက်ချိုသားလုံးနဲ့အမျိုးသမီးတဦးရဲ့အတန်ကြောင့်ရန်ကြီးမော့ကြည့်လိုက်မိပါတယ်ရေရဲကနေပန်းရောင်ထမိန်လေးကိုရင်ရှားထားတဲ့နတ်သမီးတမျှလှပလုံးနဲ့အမျိုးသမီးတယောက်ပေါ်ထွက်လာတာပါသူမရဲ့အသားရည်ကနှင်းပွင့်လို့ဖြူဝင်းနေပြီးသပင်ရှည်ကြီးတွေကရေဆိုးနေပေမဲ့ထူးဆန်းတဲ့သပင်နှံ့လို့ကျန်တဲ့တစ်ခုကလေထဲမှာပြန့်လွင့်နေပါတယ်ရန်ကြီးကမထိတ်လန့်ပဲသူ့ရဲ့ဆေးတံလေးကိုအသားအရခဲလိုက်ပါတယ်နေရာလေးကတော့တာယာသားပဲဒါပေမဲ့ဒီရေအောက်မှာလူရိုးစုတွေကတော့တောင်ပုံရာပုံရှိနေတယ်လို့ပဲနော်တဲ့ဟင်းလက်ပြည့်ရဲ့မျက်နာကချစ်ချင်းတင်းမာသွားပြီးအပြုံးတွေကပျောက်ကွယ်သွားပါတယ်နှလုံးတွေကအဝါရောင်ပြောင်းသွားပြီးသူမရဲ့လက်သေးတွေကလည်းရှည်ထွက်လာပါတော့တယ်ရန်ကြီးမင်းကတော်တော်ဆက်ဆူတာပဲငါဒီအိမ်ထဲမှာပိတ်မိနေတာနှစ်ပေါင်း100ရှိပြီငါအစားနေပေးမဲ့ဝိညာဉ်တစ်ခုကိုငါအမြဲရှားနေတာအခုတော့မင်းလိုပညာရှိဝိညာဉ်ကိုငါရတော့မှာပေါ့တဲ့ရုတ်တရက်ရေအန်ကြီးကဤတော့ပေါက်ကွဲတယ်လို့စူပွက်လာပြီးရေဝဲကြီးတစ်ခုဖြစ်လာပါတော့တယ်ရေတွေကစူပွက်ပြီးအယုံငုံငေါထွက်နေတဲ့လက်ချောင်းကြီးရာပေါင်းများစွာထွက်လာပြီးရန်ကြီးရဲ့ခြေထောက်ကိုရေအောက်ကိုဆွဲယူဖို့ကြိုးစားပါတော့တယ်ရန်ကြီးကနောက်ကိုခုန်ဆောင်လိုက်ပြီးလက်အိတ်ထဲကဓာတ်သဲတစ်စုပ်ကိုထုတ်ခါဂါရာတွေကိုရွတ်ဆိုပြီးရေထဲကိုပြစ်ပေါက်လိုက်ပါတော့တယ်ရေတွေကစီပူတဲ့ရေလောင်းလိုက်တယ်လို့တဆွဲဆွဲမြည်လာပြီးအငွေ့တွေထွက်လာပါတော့တယ်ရန်ကြီးကသူ့ရဲ့ဝရသိန်ကျိန်လုံးကိုမြေကြီးပေါ်ကိုထိုးဆိုင်လိုက်ပြီးမေတ္တာတုတ်ကိုအေးအေးဆေးဆေးစတင်ရွတ်ဖက်ပါတော့တယ်ရန်ကြီးရဲ့ခန္ဓာကိုယ်ကနေရွှေရောင်အလင်းလွှဲနေထွက်လာတဲ့အခါမှာတော့ဥစ္စာဆောင်မှာငါကျင်လုံးလို့အော်ဟစ်ပြီးရေပေါ်ကိုပြန်တက်လာရပါတော့တယ်ဆရာကြီးတောင်းပန်ပါတယ်ကျမကိုမနှိပ်စက်ပါနဲ့ကျမကဆွဲလန်းမှုတစ်ခုကြောင့်ဒီနေရာမှာအချင်းကျနေတာပါလို့သူကတောင်းပန်ရှာတယ်ရန်ကြီးကရုပ်ဖတ်နေတာတွေကိုရက်လိုက်ပြီးမင်းကရွှေတင်ငွေဒီအပေါ်ဆွဲလန်းလွန်းလို့ဝိညာဉ်ကဒီအိုင်ထဲမှာပိတ်မိနေတာမင်းတက်ခဲ့တဲ့လူတွေရဲ့ဝိညာဉ်တွေကလည်းမင်းကိုပြန်ပြီးချင်းအောင်ထားကြတာပဲလို့ဆုံးမလိုက်ပါတော့တယ်ရန်ကြီးကသူ့ရဲ့ရေဘူးတွေကကြံနေတဲ့အတိတ်တန်ရေစင်အနှဲငယ်ကိုအိုင်ထဲကိုလောင်းထက်လိုက်ပြီးအမျှပေးဝေလိုက်ပါတော့တယ်အန်ဟောတရားကောင်းတာကအိုင်ထဲကဆွေရင်းငါးတွေလို့ထင်ရတဲ့အရာတွေဟာတကယ်တော့အယိုးစားတွေဖြစ်သွားပြီးဥစ္စာဆောင်မှဟာလည်းသူ့ရဲ့အဖြစ်တွေကိုနောင်တရသွားတဲ့အလင်းတန်းတစ်ခုအဖြစ်ပြောင်းလာကောင်းငင်ကိုမြောက်တက်သွားပါတော့တယ်အန်ကြီးကလည်းမူလအတိုင်းပြန်လဲတည်ငြိမ်သွားပါတော့တယ်ဂျန်ကြီးကတပြင်းတစ်ချက်ချပြီးလောဘဆိုတာတကယ်ကိုကြောက်စရာကောင်းတဲ့အနောင်ဖွဲ့ပဲလို့ရေရွတ်ခါသူ့ရဲ့လွယ်အိတ်ကိုပြန်ပြင်ပြီးတော်လန်ဒီအတိုင်းတောက်တဲ့စွန်စားခန်းတွေစီကိုအေးအေးဆေးဆေးခရီးဆက်သွားပါတော့တယ်